Okay ကျွန်တော်တို့ကနော်ဒီတစ်ဆင့်ကဒါ AF ရဲ့နောက်တဲ့တစ်ဆင့်ပေါ့နောက်တဲ့တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုဒီ F ရဲ့အရှိမနောက်တဲ့ if ဆိုပြီးတော့မှလက်သက်ခွင့်ဖွင့်ပိတ်ကလေးထပ်လိုက်လို့ရသေးရဲ့နော်ဆိုတာဒီလက်သက်ခွင့်ဖွင့်ပိတ်တယ်မှာဆိုတော့ H ကဘာလုပ်မလဲဆိုကျွန်တော်က Y တဲ့ငယ်လားဒီလိုစစ်လိုက်မယ်နော် Okay ဒါဆိုရင် तू ကဘယ်လိုလုပ်မလဲတစ်ချက်ကြည့်အောင်တကယ်လို့ H က Y တဲ့ကြီးတယ်ဆိုလို့ရှိရင်တော့ဒီ if ကိုပဲအလုပ်လုပ်လိမ့်မယ် तू ဒီနောက်ကကောင်တွေကို तू လုံးဝအလုပ်မလုပ်ဘူးနော်ဆိုလိုတာကဒီထဲက true ပြန်ပေးရင် तू ကဒီကောင်ကိုပဲလုပ်မယ်ပြီးရင်ဒီနောက်ကကောင်တွေကို तू အလုပ်မလုပ်ဘူးတကယ်လို့ဒီမှာက for တာပြန်ပေးပြီဆိုလို့ရှိရင် तू ကဘာလုပ်မလဲဆိုဒီကောင်ကိုဒီ if ကို तू အလုပ်မလုပ်တော့နော်အလုံးမလုပ်ဘဲနဲ့ तू ကဒီ f ကိုရောက်မယ်ရောက်ပြီးတဲ့အခါမှာဒီနောက်ကကောင်ကိုတန်းပြီးအလုံးမလုပ်ဘူးအစောပိုင်းကအတန်းပြီးအလုံးလုပ်တာနော်အလုံးမလုပ်ဘူးအလုံးမလုပ်ဘဲနဲ့ဒီမှာထပ်စစ်မှာ तू ကဒီထဲက y ကွင်းကိုထပ်စစ်မှာ h က y တက်ငယ်လားဆိုပြီးတော့ဒီမှာ तू က true ဖြစ်တယ်ဆိုမှဒီထဲကကောင်ကိုသွားပြီးအလုံးလုပ်မှာနော်ဒီမှာ तू က for ဖြစ်တယ်ဆိုလို့ရှိရင်ဗာလဲဒီထဲကကောင်လည်း तू အလုံးမလုပ်တော့ဘူးနော်အလုံးမလုပ်ဘဲနဲ့နှစ်ခုသလုံးကို तू အလုံးမလုပ်တော့ဘူးပေါ့ okay ဆိုတာကဒီဘောကကောင် for ဖြစ်လို့ရှိရင် तू ကဒီ if ကိုအလုံးမလုပ်ဘူးအလုံးမလုပ်ဘဲနဲ့ तू ကဒီ f ကိုရောက်မယ်ပြီးရင်ဒီ if ကိုထပ်စစ်မယ်ဒီကောင်က for ဆိုလို့ရှိရင်လည်း तू ကဗာလဲဒီကောင်ကို तू အလုံးမလုပ်တော့ဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကစစ်ကြည့်အောင်အဲ့တော့စစ်ကြည့်အောင်ဆိုအဲ့ဒါကိုမစစ်ခင်ကျွန်တော်ဒီမှာ for ပေးလိုက်မယ်နော် for ပေးလိုက်မယ်ပြီးရင်ဒီကောင်လေးကိုလည်းကျွန်တော်ဗာပေးလိုက်မယ်လို့ for ပေးလိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာလာ run မယ်ကြည့်လိုက်ဒီနှစ်ခုသလုံး तू အလုံးမလုပ်ဘူးတွေ့လားဒီမှာဘာမှမပြောင်းဘာလို့လဲဆိုတော့ဒီကောင် for ဖြစ်တဲ့အတွက်သူ့နောက်က if ရဲ့နောက်ကကောင်အလုံးမလုပ်ဘူးအဲ့ပြီးရင် तू ကဒီ f ကိုရောက်တယ်အဲ့ကနေတစ်စစ်ဒီမှာ condition ကိုထပ်စစ်တယ်ထပ်စစ်တဲ့အခါမှာဒီထဲကကောင်က for ဖြစ်နေလို့ तू ဒီရောက်ကကောင်အလုံးမလုပ်တာတကယ်လို့ဒီထဲကကောင်လာမေ့စီက true ပေးကြည့်လိုက်နော် true ပေးကြည့်လိုက်အဲ့ဆိုရင်တော့ဘာလုပ်မလဲဆိုလို့ရှိရင်နော် sorry မှားပါရနော်ကျွန်တော်ပြန် run မယ် run လိုက်မယ်နော်ဒီကကောင် true ဖြစ်နေတဲ့အတွက်ဘာလုပ်လဲဒီထဲကကောင်တော့ तू အလုံးလုပ်တယ်ဒီမှာတန်းတယ်တွေ့လားအဖေက20ရ30ကိုနှုတ်တယ်ပြီးရင်ဒီမှာအဖေကတန်းရတယ်အဲ့ဒီတန်းကိုဒီမှာ output ထုတ်ပေးတယ်ဟုတ်ပြီနော်ဒီတဘောတရားပေါ့တကယ်လို့ဒီမှာလဲ तू က for ဖြစ်နေရဆိုကြပါစို့ဒါဆိုရင်အပေါ်ကလဲ for ဆိုတော့ဒီ if ရဲ့နောက်ကကောင်အလုံးမလုပ်တယ်လို့ဒီ if ရဲ့နောက်ကလည်းဒီမှာ for ဆိုရင်ဒီအောက်ကကောင် तू ကထပ်ပြီးတော့အလုံးလုံးမှာမဟုတ်ဘူးနော်မိတ်ဆွေတို့ဒါကိုဘာလုပ်လဲဆို run ကြည့်လိုက်ဒီမှာလုံးဝအလုံးမလုပ်ဘူးနော်အဲ့တော့ဒီအပေါ်ကကောင်တွေကတခုမှအလုံးမလုပ်ဘူးဒီကောင်လည်းအလုံးမလုပ်ဘူးပြီးဒီထဲကကောင်လည်းအလုံးမလုပ်ဘူးအဲ့တော့တခုမှအလုံးမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်မှာဘာလုပ်လို့ရလဲဆိုရင် f ဆိုပြီးထပ်ပေးလို့ရတယ်ပြီးကန်ကြမှာကျွန်တော်ကဒီထဲမှာ print ပေါ့နော်တခုဒီထဲမှာကျွန်တော် output ထုတ်ပေးလိုက်မယ် hello လို့ပဲကျွန်တော်ထုတ်ပေးလိုက်မယ်နော် hello ပေါ့ဒီလိုမျိုးထားလို့ရတယ်ဆိုတာကဒီကောင်ကိုအလုံးမလုပ်ရင်ဒီကောင် for ဆိုရင်ဒီကောင်အလုံးမလုပ်ဘူးအဲ့တော့ဒီကောင်ထပ်ရောက်တယ်ဒီကောင်လည်း for ဆိုရတော့ဒီကောင်အလုံးမလုပ်ဘူးဒီကိုထပ်လာတယ်ဒါဆိုရင်တော့အပွားကောင်တွေအလုံးမလုပ်ဘူးဆိုရင်ဒီထဲကကောင်အလုံးလုပ်သွားလိမ့်မယ် तू က okay ဒီဘောတွေကကျွန်တော် run လိုက်မယ်ဒါဆိုဒီမှာ hello လို့လာပြလိုက်မယ်နော် okay အဲ့တော့ဟုတ်ပြီဒီဘောကတခုခုက true ဖြစ်ကြည့်လိုက်ဒီကောင်ကို for ထားလိုက်မယ်ဒါဆိုလို့ရှိရင် तू ကဗာလဲဒီကောင်ကို तू အလုံးမလုပ်တော့ဘူးနော်ဒါပေမဲ့ဒီကောင်ကိုကျွန်တော် true ပြန်ပေးလိုက်မယ်true ပြန်ပေးလိုက်တယ်ဆိုရင်ဒီထဲကောင်အလုံးလုပ်သွားလိမ့်မယ်နော် okay ကျွန်တော် run လိုက်မယ် okay ဒါဆိုရင်ဒီမှာ30ကိုပြန်ပေးလိမ့်မယ်တွေ့လား okay အဲ့တော့ဒီဘွားကောင်တခုကအလုံးလုံးသွားပြီဒီကောင်အလုံးလုံးသွားပြီအလုံးလုံးတဲ့အတွက်ဒီအောက်ကကောင်အလုံးလုံးသေးလားမလုံးတော့ဆိုတာကဒီအောက်က S block လေးဒီအပေါ်ကကောင်တွေအလုံးမလုံးဘူးဆိုလို့ရှိရင်သူ့ကိုလာပြီးတော့အလုံးလုံးမှာပဲဖြစ်တယ်တကယ်လို့ဒီအပေါ်ကဒီကောင်တခုခုကများအခုလို့ထူးဖြစ်ပြီးတော့အလုံးလုံးတယ်ဆိုလို့ရှိရင်ဒီအောက်ကကောင်ကို तू ကအလုံးမလုံးတော့ဘူးဟုတ်ပြီဒါလေးကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်တယ်